အခါတုန်းကဂျပန်နိုင်ငံရဲ့မျိုးပြတိုက်ခန်းတစ်ခုမှနေထိုင်တဲ့လူငယ်တစ်ယောက်ရှိပါတယ်။ဒီနေ့မှာသူဟာသူ့ရဲ့အခန်းထဲမှာတစုံတစ်ယောက်ကသူ့ကိုစိုက်ကြည့်နေတယ်လို့မျိုးထူးဆန်းတဲ့ခံစားချက်ကိုစတင်ခံစားရပါတယ်။ဒါပေမဲ့အခန်းထဲမှာသူကလွဲပြီးဘယ်သူမှမရှိပါဘူး။နောက်နေ့တစ်နေ့မှာတော့သူဟာအဲ့ဒီအကြည့်ဟာဘယ်ကလာတယ်လဲဆိုတာကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။နေရန်နဲ့ဗီဒီယိုကြားကအက်ကြောင်းသေးသေးလေးကိုသတိထားမိသွားပါတယ်။အဲ့ဒီအက်ကြောင်းတွေကိုတေချာစိုက်ကြည့်လိုက်တဲ့အခါမှာတော့အက်ကြောင်းတွေကနေသူ့ကိုပြန်စိုက်ကြည့်နေတဲ့ကောင်လေးတစ်ယောက်ရဲ့မျက်လုံးတစ်စုံကိုထိတ်လန့်တဲ့ပွဲတွေ့လိုက်ရပါတယ်။အဲ့ဒီကောင်လေးဟာသူ့ကိုစိုက်ကြည့်ပြီးတော့ငါတို့တူတူပုံနှံကစားကြမလားလို့သူ့ကိုမေးလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးအိမ်ရှင်လူငယ်လေးဟာကြောက်လန့်ကြနဲ့အိမ်ထဲမှာရှိတဲ့အကြောင်းမှန်သမျှကိုတိတ်တွေနဲ့လိုက်ပြီးပိတ်လိုက်ပါတော့တယ်။ဒါပေမဲ့ညတညမှာတော့သူဟာကြောက်စိတ်ကိုမထိန်နိုင်ပဲသူ့ရဲ့အဲ့ဒီအကြောင်းလေးတွေကိုပြန်ပြီးတော့ကြည့်မိသွားပါတယ်။အဲ့ဒီအခါမှာတော့အကြောင်းတွေကကောင်လေးဟာပြုံးပြီးတော့တွေ့ပြီလို့သူ့ကိုပြောလိုက်ပါတယ်။နောက်နေ့တရက်မှာတော့အဲ့ဒီလူငယ်လေးကအခန်းထဲကနေအစနာမကြံပဲပျောက်ဆုံးသွားပါတော့တယ်။ရဲတွေလာစစ်တဲ့အခါမှာလည်းဘာသဲလွန်စားမှမတွေ့ရပါဘူး။ဒါပေမဲ့ထူးဆန်းတာကသူတို့ရှာမတွေ့တဲ့အကြောင်းလေးထဲမှာအဲ့ဒီလူငယ်လေးဟာတကိုယ်တော့အယိုးတွေကြေမွပြီးပိတ်မိနေခဲ့တယ်ဆိုတာဖြစ်နိုင်တယ်ဆိုတဲ့အယူအဆနဲ့ဇလန်းလေးကတော့ပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးသွားတာကတော့ဂျပန်စာရေးဆရာမန်ဂါရဲ့အကြောင်းတွေကကောင်လေးဆိုတဲ့တရေဇလန်းလေးပဲဖြစ်ပါတယ်အဆုံးထိနားထောင်ပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ